Ok မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ Xender ATV ကိုဘယ်လိုမောင်းရမလဲဆိုတာကျွန်တော်တင်ပြမှာဖြစ်ပါတယ် Ok မင်္ဂလာပါအကို မင်္ဂလာပါ ဟုတ်ကဲ့ကျွန်တော်ဒီနေ့အကိုကို ATV ဘယ်လိုမောင်းရမလဲဆိုတာကျွန်တော်တင်ပြမှာဖြစ်ပါတယ် ATV မှာ brake နှစ်ခုရှိပါမယ်ဗျဒီဘက်ဖက် brake ကြတော့နောက် brake ဗျညာဖက် brake ကြတော့ shake brake ဗျအကိုတပြိုင်နက်တည်းသုံးချင်လဲရတယ်တစ်ဖက်ချင်းစီသုံးချင်လဲရတယ်ဗျအကိုတဘောပဲဗျကဲတကယ်လို့အကိုကဆက်ကိုနိုးချင်နေဆိုရင် brake ကိုအုပ်ထားပြီးဒီလင်မော်ရောင်ခလို့တစ်ချက်နှိပ်လိုက်ဗျ ဆက်ဆက်လိုက်ရပါနော် โอเคပါဒီတခြားခလုတ်တွေကြအတုံးပြုတ်ဖို့မလို့ဗျဒီတိုင်းပဲထားတယ်ဗျကဲဒီအမဲအောင်ကြတော့လီပါဗျဒီကောင်ဖြီးလိုက်ရင်ရှေ့ကိုတွားလိုက်မယ်ဗျဖြည်းဖြည်းချင်းပဲဖြီးနော်ဗျအရင်ဖြီးသွားရင်အချိန်လူမီထိမ့်မနိုင်ဖြစ်သွားတတ်တယ်ဗျကဲပြီးတော့ဒီကောင်ကဂီယာနဲ့လာဗျဂီယာလော်လော်လေးပဲဗျဒီအောက်မှာဂီယာ၃ချက်ရှိပါမယ်ဂီယာအဖိုးအရှိသွားချင်နေဆိုရင်ဂီယာအရှိမှာတွန်းသွားလိုက်ဗျတကယ်လို့အကူကနောက်ဆုတ်ချင်နေဆိုရင်ဂီယာကိုနောက်ဆုံးကိုဆွဲချလိုက်ဗျတကယ်လို့အကူကရက်နေတယ်ဆိုရင်ဒီအလဲကိုထားရဗျအလဲမှာကြောက်ဂီယာ free ဗျโอเคပါတကယ်လို့အကူကဂီယာကိုချိန်နေတယ်ဆိုရင်ဒီ back click brake ကိုအုပ်ထားပြီးဂီယာကိုချိန်လိုက်ဗျဒီမျိုးချိန်ဟုတ်ကဲ့ပါတစ်ချက်ချင်းစီနော်ဗျဟုတ်ကဲ့တော်တော်လေးပဲနော်ဗျ